第18课အခန်း40科技与世界သိပ္ပံပညာနဲ့ကမ္ဘာကြီး课文一ภาษาเด็กเล็ก环境给声乐环境က声乐ကို推荐一本书စာပေတအုပ်ကိုဖတ်ဖို့အကြံပေးတယ်上次ပြီးခဲ့တဲ့အချိန်တုန်းကလေ女儿问我သမီးလေးကငါ့ကိုမေးတယ်飞机是လေယာဉ်မြန်ဟာလေ怎么起飞ဘလို့စတင်ပျံသန်းတာလဲ和降落的နောက်ပြီးတော့ဘလို့ဆင်းသက်တာလဲ真不知道该怎么回答他တကယ်ပဲသူ့ကိုဘလို့ပြန်ဖြေရမလဲဆိုတာမသိဘူး他现在သူကအခုလေ总是အမြဲတမ်း有各种各样的为什么ပုံစံမျိုးမျိုးသောဘာကြောင့်လဲဆိုတဲ့မိကွန်းတွေကိုမေးလာတယ်孩子眼中的世界ကလေးတွေမျက်လုံးထဲမှာရှိတဲ့ကမ္ဘာကြီးဟာ是美丽和奇特的အရန်ကိုလှပပြီးတော့မှထူးဆန်းနေတယ်有一本书叫စာအုပ်ကလေးတစ်အုပ်ရှိတယ်10万个为什么ဆိုတဲ့စာအုပ်ကလေးတစ်အုပ်ရှိတယ်现在အခုလေ卖得非常火ရောင်းတာအရန်ကိုခေတ်စားနေတယ်书里的内容စာအုပ်ထဲမှာပါတဲ့အချက်လက်တွေက都是အားလုံးဟာဖြစ်ကြတယ်儿童选知道的科学知识ကလေးတွေသိကျင်တဲ့သိပ္ပံပညာဗဟုသုတတွေဖြစ်တယ်相信ယုံကြည်တဲ့你女儿မင်းသမီးလေးကလေ一定喜欢读သေချာပေါက်ဖတ်ရတာကြံမယ်相信ယုံကြည်မိတဲ့你女儿မင်းသမီးလေးက一定喜欢读သေချာပေါက်ဖတ်ရတာကြိုက်မှာ难道ကြည့်ရတာလေ他和我们小时候看的ငါတို့ငယ်ငယ်တုန်းကကြည့်တဲ့စာအုပ်နဲ့ဒီစာအုပ်က10万个为什么အဲ့ဒီ10万个为什么ဆိုတဲ့စာအုပ်က不一样吗မတူဘူးလား作者是谁呀ရေးတဲ့လူကဘယ်သူလဲ作者的名字我没记住စာရေးတဲ့လူရဲ့နာမည်တော့ငါမမှတ်မိဘူး10万个为什么ဆိုတဲ့的内容感性အဲ့ဒီစာအုပ်ထဲမှာပါတဲ့အချက်လက်တွေကပိုပြီးတက်တယ်介绍了မိတ်ဆက်ပေးထားတဲ့各种科学知识သိပ္ပံပညာရဲ့ဗဟုသုတမျိုးစုံကိုရှင်းပြထားတယ်包括地球ကမ္ဘာမြေကြီးရဲ့အကြောင်းတွေလည်းပါတယ်动物植物交通科学知识တိရစ္ဆာန်လေးတွေသပင်ပန်းပန်းတွေလမ်းခရီးဆက်သွယ်မှုတွေ科学知识ဆိုတာသိပ္ပံပညာရပ်တွေ社会ကမ္ဘာမြေကြီးနဲ့လူလောကနဲ့文化ယဉ်ကျေးမှုတွေ等အစရှိသဖြင့်很多方面ဘက်ပေါင်းစုံကစာလေးတွေပါတယ်太好了သိကောင်းတာပေါ့不过ဒါပေမဲ့လေ他这么小သူကဒီလောက်တောင်ငယ်ငယ်လေးပဲရှိသေးတယ်我不知道ငါမသိဘူး他是သူကလေ否能读懂ဖတ်လို့နားလည်ပါမလားနားမလည်ဘူးလားဆိုတာငါမသိဘူး放心吧စိတ်ချပါ这本书的语言ဒီစာအုပ်ကဘာသာစကားက简单易懂အလွယ်တကူနားလည်နိုင်တယ်一定能真正孩子的科学知识ကလေးတွေရဲ့သိပ္ပံပညာဗဟုသုတတွေပိုပြီးပြည့်ပြည့်စုံသွားစေမှာတေချာပေါက်ပဲ降落ဆင်းသက်တယ်火ဆိုတာမီး作者စာရေးသူ交通လမ်းပန်းဆက်သွယ်ရေး技术ပညာရပ်是否ဒါမှမဟုတ်လျင်课文2ภาษาနှစ်ကလေး李老师和高老师李老师နဲ့高老师က在聊စကားစမြည်ပြောနေကြတယ်電腦和互聯網技術的發展電腦和ကွန်ပျူတာနဲ့互聯網技術的發展အင်တာနက်တိုးတက်လာတဲ့အင်တာနက်အကြောင်းတွေကိုဆွေးနွေးနေကြတယ်
现在的大学生，အခုတက္ကသိုလ်ကျောင်းသားတွေက一遇到不明白的问题，နားမလည်တဲ့ပြဿနာတွေတွေ့ကြုံနေဆိုတာနဲ့可以马上在网上 internet ပေါ်မှာ查找答案အဖြေကိုရှာလို့ရပြီ几秒钟second အနည်းငယ်အတွင်းထဲမှာ把问题解决了ပြဿနာတွေဖြေရှင်းနိုင်သွားပြီ这比我们上学的时候ဒါကလေငါတို့တန်းတက်တုန်းကအချိန်တုန်းကနဲ့方便多了ပိုပြီးအဆင်ပြေသွားပြီ现在的人们အခုလူတွေက尤其是အထူးသဖြင့်大学生တက္ကသိုလ်ကျောင်းသားတွေက开始普遍使用电脑ကွန်ပျူတာကိုအလွယ်တကူသုံးကြပြီ他们的生活သူတို့တွေရဲ့ဘဝကြီးက已经离不开电脑ကွန်ပျူတာနဲ့ခွဲလို့ကိုမရတော့ဘူး据调查လေ့လာစစ်ဆေးချက်တွေအရ70%的人80%ရာခိုင်နှုန်းသောလူတွေက遇到问题时ပြဿနာတွေကြုံလာတဲ့အခါမှာ首先အရင်ဦးဆုံးလေ想到的就是စဉ်းစားမိတာက上网找答案internet ပေါ်မှာအဖြေရှာမယ်ဆိုတာကိုပဲစဉ်းစားကြတယ်电脑和互联网技术的发展ကွန်ပျူတာနဲ့ internet သုံးတဲ့တိုးတက်မှုဟာ使学生们的学习方式ကျောင်းသားတွေရဲ့သင်ယူမှုစွမ်းရည်发生了很多变化အများကြီးပြောင်းလဲစေတယ်不过ဒါပေမဲ့လေ天天对着电脑看ကွန်ပျူတာကိုပဲအမြဲတမ်းကြည့်နေတာဟာ眼睛实在受不了မျက်လုံးကဓာတ်မခံနိုင်ဘူး不仅是学习方式ဒါကသင်ယူမှုနည်းလမ်းနေမကဘူး而且အဲ့ဒါအပြင်连生活方式也发生了很大改变而且အဲ့ဒါအပြင်မှာ连生活方式ဘဝကြီးရဲ့ပုံစံကလည်း也发生了ဖြစ်သွားစေတယ်很大改变ပြောင်းလဲမှုအများကြီးတွေဖြစ်သွားစေတယ်现在အခုလေ越来越多的学生家里များလေဖြစ်လာတဲ့ကျောင်းသားတွေဟာ喜欢在网上写日记internet ပေါ်မှာဒါရီရေးတာကိုစိတ်ဝင်စားကြတယ်နေ့စဉ်မှတ်တမ်းရေးတာကိုစိတ်ဝင်စားလာကြတယ်他们说သူတို့တွေကပြောတယ်这样可以让朋友及时了解自己的生活ဒါကလေတငယ်ချင်းတွေကိုအချိန်မီကိုယ့်ရဲ့ဘဝကြီးကိုနားလည်စေတယ်这个方法ဒီနည်းလမ်းဟာလေ不错မဆိုးဘူး既能方便大家的交流既能方便အဆင်ပြေလွယ်ကူစေတယ်大家的交流အားလုံးရဲ့ပေါင်းသင်းဆက်ဆံရေးကိုအဆင်ပြေချုံးမွစေရုံသာမကဘူး还能节约用纸စာရွက်သုံးတာကိုလည်းလျှော့ချပေးတယ်保护环境ပတ်ဝန်းကျင်ကိုထိန်းသိမ်းကာကွယ်ရလည်းရောက်တယ်但是ဒါပေမဲ့လေ如果အကယ်၍别人တခြားလူတွေက都能看到ကိုကိုရိုင်းရဲ့日记的话ကိုကိုရိုင်းရေးထားတဲ့ဒါတွေကိုမြင်လိုက်ပြီဆိုရင်都不安全မလုံခြုံဘူးပေါ့放心吧စိတ်ချပါ可以给网上的日记 internet ပေါ်ကနေ့စဉ်မှတ်တမ်းတွေက加密码လျှို့ဝှက်ကုတ်တွေထည့်လို့ရတယ်那只有得到了允许ခွင့်ပြုတဲ့လူမှသာလည်း对ရမယ်别人才能看到တခြားလူတွေကခွင့်ပြုတော့ကြမှာပဲကြည့်လို့ရနိုင်မယ်စကလုံးတစ်ကလေးနေနဲ့秒ဆိုတာစက္ကန့်方式ပုံစံ受不了မခံနိုင်တော့ဘူး日记ဆိုတာကနေ့စဉ်မှတ်တမ်း安全လုံခြုံစိတ်ချရတယ်密码လျှို့ဝှက်ကုတ်允许ဆိုတာခွင့်ပြုတယ်课文3ထပ်စာ3လေး环境和声乐环境နဲ့声乐က在聊ဆွေးနွေးကြတယ်စကားပြောကြတယ်关于梦的情况အိမ်မက်အခြေအနေအကြောင်းကိုစကားပြောကြတယ်ကျွန်တော်ကလေ昨天晚上မနေ့ညက做了一个特别奇怪的梦မနေ့ညကအရန်ကိုထူးဆန်းတဲ့အိမ်မက်ကိုမှတ်တယ်
梦到အိမ်မက်ထဲမှာလေ自己正在以座朝上走ကိုကတံတားကြီးတစ်စင်းပေါ်မှာလမ်းလျှောက်နေတယ်左着左着笑音笑音နဲ့突然有点急开过来一辆车ကားတစ်စီးကမောင်းလာတယ်非常危险တော်တော်ကိုအန္တရာယ်များတာပဲ接着又梦见我跳到车上ဆက်ပြီးတော့ငါအိမ်မက်မက်တာကငါကကားပေါ်ခုန်တက်လိုက်တယ်跟警察一起抓住了一个外人ငါရဲသားနဲ့အတူတူဒီလူဆိုးကိုဖမ်းတယ်奇怪出生来的你怎么总能记住自己做了什么梦မင်းဘာကြောင့်ဒီလောက်တောင်မှအိမ်မက်ထူးဆန်းတဲ့အိမ်မက်ကိုမှတ်မိနေတာတော့我好像从来没做过梦ငါကလေအိမ်မက်တစ်ခါမှမမှတ်ဘူးနဲ့တူတယ်每个人လူတိုင်းက都会做梦အိမ်မက်မက်တဲ့区别ကွာခြားချက်က只是有多少有多有少区别ကွာခြားချက်က每个人လူတိုင်းကလေ都会做梦အိမ်မက်မက်တာပေါ့区别ထူးခြားချက်က只是有多有少များတာနည်းတာပဲရှိတယ်有的人တချို့လူတွေကလေ睡醒之后နိုးလာပြီးနောက်ပိုင်းမှာ还记得မှတ်မိတယ်梦里的事情အိမ်မက်ထဲကကိစ္စတွေကိုမှတ်မိတယ်有的人တချို့လူတွေကကြတော့却记不清楚了မှတ်မိတော့ဘူး你之所以觉得从来没做过梦ဒါကြောင့်မို့လို့မင်းထင်တာကငကိုရဲကအိမ်မက်မမှတ်ဘူးလို့ထင်တာ只不过是忘记了ဒါကြောင့်မေ့သွားတာပေါ့你说的有道理မင်းပြောတာနည်းလမ်းကျတာပဲ我一般都是一觉睡到天亮ငါကလေပုံမှန်ဆိုရင်အိပ်လိုက်ပြီဆိုတာနဲ့မနက်မိုးလင်းသွားရော很多人လူတော်တော်များများကလေ认为ထင်ကြတယ်做梦是အိမ်မက်မက်တာဟာလေ上天要告诉他们ကောင်းကင်ကြီးကနေပြီးသူတို့ကိုပြောချင်တဲ့အကြောင်းအရာတွေဖြစ်တယ်။将来会发生的一些事情အနာဂတ်မှာဖြစ်ပေါ်လာမယ့်ကိစ္စတွေဖြစ်တယ်။可能上天不想让我知道吧။ကြည်ရတာကောင်းကင်ကြီးကငါ့ကိုမသိစေချင်ဘူးနဲ့တူတယ်။一般晚上睡觉时ယေဘုယျအားဖြင့်ညဘက်အိပ်တဲ့အချိန်မှာ身体感觉到什么ခန္ဓာကိုယ်ကဘလို့ခံစားရလဲ人就容易梦到什么内容လူကအလွယ်တကူအိမ်မက်ထဲမှာအဲ့ဒီအကြောင်းအရာလေးရှာဖွေတွေ့ရှိနိုင်တယ်记得မှတ်မိသေးတယ်有一次တစ်ချိန်လုံးကလေ我晚上吃的太咸ငါညဘက်စားလိုက်တာအရန်ငန်တာတခုစားမိတယ်那天晚上အဲ့ဒီညကလေ就梦见အိမ်မက်ထဲမှာတွေ့တာက自己ကိုယ်တိုင်ကလေ到处နေရာတိုင်းမှာ找商店စတိုးဆိုင်တွေရှာပြီးတော့买矿泉水ရေဝယ်နေတယ်很多人လူတော်တော်များများကလေ都是这对梦进行解释လူတော်တော်များများကဒီအိမ်မက်ကိုဘာသာပြန်ဖို့အတွက်ကြိုးစားကြတယ်有些人တချို့လူတွေကကြတော့甚至专门写အထုတလေရေးကြတယ်这方面的书အိမ်မက်အကြောင်းစာအုပ်တွေရေးကြတယ်可惜နှမျိုးဖို့ကောင်းတာကလေ到现在အခုချိန်ထိ仍然没有一个科学的说法သိပ္ပံပညာရှင်တွေရဲ့ပြောတဲ့နည်းလမ်းမရှိသေးဘူးစကလုံးဝဟာရအသစ်အနေနဲ့做ဆိုတာကဒီထဲမှာတရားကိုရည်တွက်တဲ့မျိုးပြပစ္စည်း桥ဆိုတာတရား危险အန္တရာယ်ရှိတယ်接着ဆက်ပြီးတော့警察是ရဲ抓ဖမ်းတယ်想ဆိုတာငန်တယ်换泉水ရေတန့်ရေ课文4ภาษาလေးလေး现在အခုလေ手机လက်ကိုင်ဖုန်းက不但价格降低了ဈေးနှုန်းကျသွားရုံနဲ့မကဘူး而且အဲ့ဒါပြင်作用也越来越大သုံးတာကလည်းကြာလေများလာလေပဲ
打电话、风标咩、发短信、message 簿咩，已经强了，ဖြစ်သွားခဲ့ပြီ人们လူတွေရဲ့普遍使用အလွယ်တကူသုံးတဲ့联系方法ဆက်သွယ်မှုနည်းလမ်းလေးတစ်ခုဖြစ်သွားခဲ့ပြီ除此以外，အဲ့ဒါအပြင်လေ你还可以用它来听音乐မင်းတို့ကိုသုံးပြီးတော့သချင်းတွေနားထောင်လို့ရတယ်看电影ရုပ်ရှင်ကြည့်လို့ရတယ်阅读စာဖတ်လို့ရတယ်玩游戏 game ကစားလို့ရတယ်付款购物等ပစ္စည်းတွေကိုဝယ်ပြီးပတ်စံချေလို့ရပြီ这大大方便了人们的生活ဒါကလေအကြီးမားဆုံးလူတွေရဲ့ဘဝကိုလွယ်ကူသွားစေတယ်举一个例子ဥပမာတစ်ခုကိုပြရမယ်ဆိုရင်迷路时လမ်းပြောင်းနေတဲ့အချိန်မှာ只要用手机地图查一下地址ဖုန်းကိုသုံးပြီးတော့လမ်းကိုနေရာကိုရှာလို့ရတယ်马上就能知道怎么去那个地方ချက်ချင်းအဲ့ဒီနေရာကိုဘယ်လိုသွားမလဲဆိုတာကိုသိစေတယ်现在的手机အခုလက်ကင်ဖုန်းတွေက更像是一部可以拿在手中的电脑更像ပိုပြီးတူတာကလေ是一部တစ်လုံးနဲ့တူတယ်可以拿ယူသွားလို့ရတယ်在手中的电脑လက်ထဲမှာကင်သွားလို့ရတဲ့ကွန်ပျူတာတစ်လုံးနဲ့တူတယ်现代人အခုခေတ်လူတွေရဲ့生活ဘဝကြီးက已经越来越离不开手机了家里လူတွေနဲ့ခွဲခွာလို့မရတဲ့ပစ္စည်းဖြစ်လာပြီစကလုံးအသစ်ကလေးတွေအနေနဲ့付款ဆိုတာငွေပေးချေတယ်举ဆွဲကင်ပြီးပြောတယ်迷路လမ်းပြောက်တယ်地址လိပ်စာ地点ဆိုတာနေရာ课文五世纪ကဘာကြီးပေါ်မှာ我们的生活ငါတို့ရဲ့ဘဝကြီးက发生了巨大变化အကြီးမားဆုံးပြောင်းလဲမှုတွေဖြစ်သွားပြီ几千公里以外的国家မိုင်မောင်းထောင်ချီဝေးနေတဲ့တိုင်းပြည်နိုင်ငံတွေက以前坐船需要几个月以前အရင်တုန်းကလေ坐船လှေစီးပြီဆိုရင်需要လိုအပ်တာက几个月3-5လလိုအပ်တယ်现在အခုလေ乘坐飞机လေယာဉ်မြန်စီးမယ်ဆိုရင်不过是几个小时မိနစ်10နာရီ14-15နာရီတောင်မကျော်ပါဘူး原来ငကိုတုန်းကလေ寄信စာပိတ်ပို့ပြီးဆိုလို့ရှိရင်需要လိုအပ်တယ်好几天3-5ရက်လောက်လိုအပ်တယ်现在အခုလေ连邮局都不用去စာတိုက်ကိုတော့သွားစရာမလိုတော့只要在家里ကိုအိမ်မှာပဲ上网အင်တာနက်သုံးပြီးတော့发过电子邮件 email လေးပို့လိုက်ရုံပဲ用不了1分钟1မိနစ်တောင်မကုန်ဘူး远处的朋友就能收到အဝေးကတငယ်ချင်းတွေလက်ခံရရှိစေနိုင်တယ်比写信封用的时间都短စာကိုသုံးပြီးစာအိတ်နဲ့ပို့တဲ့အချိန်လဲပိုပြီးတိုသွားစေတယ်以前အရင်တုန်းကလေ外地的生活နိုင်ငံခြားကသတင်းတွေက都要几天后才能知道ရက်တော်တော်ကြာတော့မှငါတို့သိရတယ်现在အခုလေ只要打开网站အင်တာနက်ဖွင့်လိုက်ပြီဆိုတာနဲ့任何信息သတင်းအချက်လက်ရှိသမျှသတင်းအချက်လက်တွေအကုန်လုံး都可以在第一时间获得တစ်ချိန်တည်းမှာပဲအကုန်လုံးသိသွားစေတယ်ရလာစေတယ်现在科学技术的发展အခုခေတ်လေသိပ္ပံပညာရှင်တိုးတက်လာမှုကြောင့်让世界ကဘာကြီးကို变得越来越少ကြာလေသေးလေဖြစ်သွားစေတယ်所以ဒါကြောင့်မို့လို့现在အခု人们လူတွေကလေ都把地球叫做地球村ကဘာရွာကြီးဆိုပြီးခေါ်လာကြပြီစကလုံးဝဟာရအတက်ကလေးအနေနဲ့世纪ရာစု邮局စကလုံးဝဟာရအတက်ကလေးအနေနဲ့世纪ဆိုတာရာစု
有嘴ဆိုတာစာတိုက်收ဆိုတာသိမ်းနဲ့လက်ခံရရှိတဲ့信封ဆိုတာစာ网站ဆိုတာ internet website 还有信息သတင်းအချက်လက်ဒါဆိုဒီအခန်းလေးက listening လေးသွားနာထောင်ကြည့်ရအောင်နော်第18课科技与世界课文1王静给孙悦推荐一本书。上次女儿问我飞机是怎么起飞和降落的，真不知道该怎么回答她。她现在总是有各种各样的为什么。孩子眼中的世界是美丽和奇特的。有一本书叫《新10万个为什么》，现在卖得非常火。书里的内容都是儿童想知道的科学知识，相信你女儿一定喜欢读。难道她和我们小时候看的10万个为什么不一样吗？作者是谁呀？作者的名字我没记住。新10万个为什么的内容更新，介绍了各种科学知识，包括地球、动物、植物、交通、科学技术、社会和文化等很多方面。太好了，不过他这么小，我不知道他是否能读懂。放心吧，这本书的语言简单易懂，一定能增长孩子的科学知识。生词：降落、火、作者、交通、技术、是否。课文2，李老师和高老师在聊电脑和互联网技术的发展。现在的大学生一遇到不明白的问题，可以马上在网上查找答案，几秒钟就把问题解决了，这比我们上学的时候方便多了。现在的人们，尤其是大学生，开始普遍使用电脑，他们的生活已经离不开电脑。据调查，70%的人遇到问题时，首先想到的就是上网找答案。电脑和互联网技术的发展使学生们的学习方式发生了很多变化。不过，天天对着电脑看，眼睛实在受不了。不仅是学习方式，而且连生活方式也发生了很大改变。现在越来越多的学生喜欢在网上写日记，他们说这样可以让朋友及时了解自己的生活。这个办法不错，既能方便大家的交流，还能节约用纸，保护环境。但是如果别人都能看到我的日记的话，多不安全呐！放心吧，可以给网上的日记加密码，那样只有得到了允许，别人才能看到。生词：秒、方式、受不了、日记、安全、密码、允许。课文3，王静和孙悦在聊关于梦的情况。我昨天晚上做了一个特别奇怪的梦，梦到自己正在一座桥上走，走着走着，突然开过来一辆车，非常危险。接着又梦见我跳到车上，跟警察一起抓住了一个坏人。奇怪，你怎么总能记住自己做了什么梦？我好像从来没做过梦。每个人都会做梦，区别只是有多有少。有的人睡醒之后还记得梦里的事情，有的人却记不清楚了。你之所以觉得从来没做过梦，只不过是忘记了。你说的有道理，我一般都是一觉睡到天亮。很多人认为做梦是上天要告诉他们将来会发生的一些事情，可能上天不想让我知道吧。
一般晚上睡觉时，身体感觉到什么，人就容易梦到什么内容。记得有一次，我晚饭吃得太咸，那天晚上就梦见自己到处找商店买矿泉水。很多人都试着对梦进行解释，有些人甚至专门写过这方面的书，可惜到现在仍然没有一个科学的说法。生词：坐、瞧、危险、接着、警察、抓、咸、矿泉水。课文4。现在手机不但价格降低了，而且作用也越来越大。打电话、发短信已经成了人们普遍使用的联系方法。除此以外，你还可以用它来听音乐、看电影、阅读、玩游戏、付款、购物等，这大大方便了人们的生活。举一个例子，迷路时只要用手机地图查一下地址，马上就能知道怎么去那个地点。现在的手机更像是一部可以拿在手中的电脑。现代人的生活已经越来越离不开手机了。生词：付款、举、迷路、地址、地点。课文5。21世纪，我们的生活发生了巨大变化。几千公里以外的国家，以前坐船需要几个月，现在乘坐飞机不过10几个小时。原来寄信需要好几天，现在连邮局都不用去，只要在家里上网发个电子邮件，用不了1分钟，远处的朋友就能收到，比写信封用的时间都短。以前外地的新闻要几天后才能知道，现在只要打开网站，任何信息都可以在第一时间获得。现代科学技术的发展，让世界变得越来越小，所以现在人们都把地球叫做地球村。生词：世纪、邮局、收、信封、网站、信息。